လင်းဝင်နေအပတ်စဉ်ဥပဒေပညာသင်တန်းလေးကိုသွားတက်မှာမို့လို့အားလုံးပဲတူတူလိုက်ခဲ့ကြပါအောင်ရှင်။နောက်ဆက်တက်ကိုစကိစ္စအစီအမံဆိုတော့ရန်ကုန်ရှိပိုင်းတက္ကသိုလ်ရှိရနေစားပြီးတော့သွားရပါတယ်။ဒါကတော့တန်လင်းမျိုးသူမျိုးသားတိုင်းရဲ့တည်တဲ့သာသနာ့ပြမှန်ရွေးဖြစ်ပါတယ်ရှင်။အားလုံးပဲကြည့်ကြပါအောင်။ဒီလားတန်လင်းတရားပေါ်တက်ပြီဆိုလို့ရှိရင်လည်းတော့ခဏမှရလုံးအကောင်းပါလို့လို့ဆိုပြောရတော့ခုံရရင်ပြောရနော်သူရဲ့ view ကြည့်ရတယ်ဒီလင်းကလုံးဝမိုက်တယ်ဗျဘာနဲ့မှမတူနောက်ဆုံးတော့30တဲ့ဂိတ်ကိုရောက်ရှိသွားပါပြီတကယ်ချင်းလေးကဘယ်မှာဆောင်းလို့လဲမသိပါဘူးတနေ့တကယ်ချင်းလေးကိုလိုက်ချပါတယ်ရှာရင်းနဲ့မှာဟိုဘလန်းကိုကူလိုက်ပါတယ်လမ်းကူပြီးတော့ခဏဆောက်မယ်လို့ရက်ဆောင်လိုက်တယ်ပေါ့ရှင်မတကယ်ချင်းလေးကဘေးမှာရက်ပြီးတော့ရီးနေပါတယ်ရှင်ဒါကတော့တလင်းငွေနဲ့ပတ်စင်တင်တဲ့မှာရာဇဝတ်မှုတွေကိုသင်ကြားပို့ချပေးတဲ့ဆရာကြီးစလင်းဝေါင်သိန်းဖြစ်ပါတယ်ဒီတော့တကယ်ချင်းလေးကတင်တဲ့ဆင်းပြီဆိုတော့ပြန်မို့လုပ်ပါပြီရှင်ဒီတော့တော်ပြီးဖုတ်ကြပါတယ်စကားတွေလည်းအများကြီးပြောကြပါတယ်မတွေ့ရတာပြီဆိုတော့ပေါ့နော်တစ်ဖက်ကိုနေရအမြဲတမ်းတွေ့ဖြစ်ပါတယ်ဒါတော့ပြောစရာမကုန်ပါဘူးရှင်ကားမှတ်တိုင်ကိုသွားပါတယ်မှတ်တိုင်မှာငယ်လေးကသူ့အိတ်ထဲကနေပြီးတော့မှလီမိုတီလေးကိုထုတ်ပြီးတော့ငါတဲ့လီမိုတီယူလာတာတဲ့လီမိုတီလေးကိုစစ်စစ်မှစီကြွကြွေးပါရဲ့ရှင်တန်လင်းပြန်ရောက်ပါပြီဘိုင်ဘိုင်